ဖြတ်ဘာမယုံလို့လဲ နင်ကငါတွေ့ရတယ်လန့်နေပြန်ပြီငါအခုနင်းနောက်လိုက်နေနေဒီနေရာဘယ်နေရာလဲမသိလို့မေးမဲ့ခါအောင်နင်ကလည်းညင်းနေပြန် ဒီနေရာ blue water လို့ခေါ်တယ် blue water ဆိုတာလည်းသိလား မသိဘူးပြောပါ ဘာအကြီးဆုံးကြီးဖြစ်နေဖြစ်မှာ ဝေါဟုတ်တာပဲရမ်းမိုက်တယ်နော် ဒီနေရာတမိုင်းကြောင်သိလား မသိဘူးလေ ဒီနေရာမှာ real estate investment လုပ်ထားတဲ့လူအကုန်လုံးဆက်ဆက် investment လုပ်ချင်းတက်စားလို့ရှိရင်300% appreciation ရရတယ် ကဲလာပြန်ပြီငါနားမလဲတဲ့ဟာ appreciation ဆိုတာဘာလဲပြော appreciation ဆိုတာအမြတ်ရတာမျိုးကိုပြောတာဥပမာတဟန်1 million နဲ့ဝယ်ထားတဲ့လူတွေအခုချိန်မှာတဟန်3 million ပေါက်နေတာမျိုးပြောချင်တာ ဟောအဲ့ဒါထက်ဝက်တောင်မြတ်တာပေါ့နော် ဘလို့တစ်ဝက်တော့3စားပါ ဟောသုံးစားလားအဲ့တော့မိကုန်းနေပေးထားတာရှိတယ်ဒီဒူဘိုင်းမှာအိမ်ဝယ်ရင်ပတ်စံတူအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အဖြေကိုဖြေပေးပါဦး ပတ်စံတူအောင်ဘယ်လိုလုပ်မလဲဒါ offline နဲ့ဝယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပြည့်လဲပေးကြမလို့24% ပဲပေးရမှာအဲ့တော့အဲ့ကနေစပြီးပေးနေရင်လည်းလစဉ်ပေးနေနဲ့နှစ်စဉ်ကို25% 30% appreciation အမြဲတမ်းရှိနေပြေးမလို့အဲ့တော့ဒါဒီကိုကပတ်စံသွင်းနေရင်လည်းပြီးလည်းမပြီးသေးတဲ့အချိန်မှာအမြတ်ကအများကြီးရထားပြီးသားအဲ့ဒါကြောင့် appreciation ရှိရလို့ပြောတာတကယ်လို့ handover ဖြစ်သွားပြီးတော့ project တော်တော်များများလည်းဒီမှာ 100% appreciation ရှိရတယ်အများကြီးပဲရှိတယ်အဲ့တော့ဒီလိုမျိုး real estate တွေကို investment လုပ်ချင်တဲ့ပတ်စံတွေတိုးပွားခြင်းနဲ့ cash flow ရတယ်ဆိုတာလည်းရှိသေးရနော်ဒီမှာ construction ပြီးသွားလို့ရှိရင်ပြန်ရောင်းတာမျိုးမဟုတ်ဘဲနဲ့ကိုကပြန်ငှားစားရင်လည်းလစဉ်ဝင်နေတဲ့ cash flow လည်းရှိတယ်ဆိုတော့ဒီလိုမျိုးအကျိုးအမြတ်တွေအကုန်လုံးအများကြီးရချင်တယ်ဆိုလို့ရှိရင်တော့ type ကိုပဲဆက်သွယ်လိုက်ပါ